ဒီ intro လေးကြားဘူးလားမကြားဘူးလဲသင်ပေးမယ်ဗျာကြားဘူးလဲသင်ပေးမယ်ဗျာဘာလို့လဲဆိုသင်ပေးခြင်းလို့ဒီတခြင်းလေးရဲ့နာမည်ကရေစီးချောင်းတန်ရုံးစင်နဲ့တကယ်ကိုမိုက်တဲ့စာသားတွေပါဗျာပြောရရင်တော့ melody ကတော့ဒါ copy ယူထားတာoriginal song က stuck on you ဒါပေမဲ့ဒီမြန်မာပြန်ရေးထားတဲ့စာသားတွေလည်းတကယ်ကိုမိုက်တယ်ဗျာဆရာထွေးအနေနဲ့ဆိုထားတယ်ပြီးတော့ဦးချစ်ကောင်ဆိုထားတယ်ပေါ့နော်ဒီတခြင်း intro လေးက C E minor ပြီးတော့ F major 7ပြီးတော့ G ပေါ့ G ကိုဒီလိုလေးကန်ရမှာတယ်သူကဘယ်လိုလဲဆိုတော့အရင်ဆုံးသူကတစ်ကြိုး open ပြီးတော့နှစ်ပေါ့နှစ်3ကွက်နှစ်1ကွက်ပြီးတော့နှစ်3ကွက်เนาะအဲ့ဒါပဲပြီးတော့တန်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 เนาะတစ်ကြိုး open ပြီးတော့နှစ်ကြိုး3ကွက်ပြီးတော့နှစ်ကြိုး1ကွက်ပြီးတော့3ကြိုး2ကွက်เนาะတခါပြီးရင်ဒီထိပဲတတိယမြောက်ကြတော့เนาะစတုတ္ထမြောက်ကြတော့เนาะ3ကြိုးကိုပေါက်မှာပေါ့တစ်ချက်တီးပြီးတော့3ကြိုး2ကွက်ကိုပေါက်တယ်ပြီးတော့2ကြိုး1ကွက်ကိုတီးတယ်2ကြိုး3ကွက်ကိုတီးတယ်ပြီးတော့2ကြိုး1ကွက်ကိုတီးတယ်ပြီးတော့3ကြိုး2ကွက်ကိုတီးတယ်3ကြိုးလွတ်တောင်တစ်ချက်တီးတယ်เนาะအဲ့တော့ပထမစီမှာဟောအဲ့တော့လက်သန်းနဲ့သွားကြည့်ရတာပေါ့အဲ့လိုဖြစ်သွားတယ်เนาะပြီးတော့ E minor မှာကျတော့ခုနပြောတဲ့ဟာလေးเนาะပြီးတော့ F major 7အမှဒီမှာလက်ကလစ်နဲ့ပြန်ယူမှရမှာတော့လားလက်ညိုးပြီးတော့လက်ကလစ်နဲ့ယူမှ F major 7တန်းကန်ရမှာတတိယမြောက်ကြတော့တန်တန်တန်ဒါပဲဒါလည်းလက်သန်းနဲ့ပဲရှေ့မှာပြောခဲ့တဲ့ခုနကတော့အကွက်လေးတွေအဲ့ဒါလေးကိုတခြားရင်တစ်ခုချင်းစီအလုံးလေးတီးပြီးတော့မှဒီကော့နဲ့ပြန်တွေ့တီးမဟုတ်ရင်ရှုပ်သွားလိမ့်မယ်နော်ပြီးတော့ E minor ပြီးတော့အမှခုနပြောတဲ့အမှအဲ့လိုအကုန်လုံး pull off တွေလုပ်ရလို့ရတယ်ဒါဟမ်မောင်းပြီးတော့အဲ့ဒါကိုတွန်းတန်းကိုတစ်ချက်စီမတီးပဲနဲ့ pull off ပြီးတော့ဒါကိုလည်းအဲ့တိုင်းပဲ pull off ရမယ်နော်ဟိုမရရင်တော့ဖြည်းဖြည်းလေးကြည့်ပေါ့နော်ဗီဒီယိုရမ်းရှည်သွားမှာဆိုလို့ okay အဲ့တော့ဂျားထဲမှာဟို picking လေးပါထည့်တည်မယ်ဆိုရင်ကြတော့ဒီလို dance လို့တီးမချပဲနဲ့ dance တီးလိုက်ရတယ်5 4 3 5 4 3ပြီးရင်တန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 ်ပြီးတော့6 4 3 1နဲ့ပြီးတော့ F major 7သွားတာပြီးရင် F major 7 D ဖြစ်လာတာပေါ့ဒါပေါ့ F ပေါ့တစ်ချက်တည်တယ်ဆိုပြီးအတန်းဆွဲရမယ်ဒီကတ်မတီးဘူးနော်အဲ့လိုမဟုတ်အဲ့လိုပေါ့တော့ဒီမှာအမှလက်ကဒီမှာဖိတာတော့လားဘာကြောင့် E minor ကိုဒီလိုကန်လိုက်ရလဲဆိုတော့ဒီမှာဒီဖိတာတဲ့အတန်ပျောက်သွားမှာဆိုလို့ဒီလက်ကပြန်ကြွလို့မရဘူးအဲ့လိုအတန်ပြတ်သွားပြီเนาะအဲ့လိုမပြတ်အောင် sustain ချန်တာပေါ့ပြီးရင်အမှဒီရတစ်ချက်ထပ်ထည့်တာမနော်ခုနပြခဲ့တာအခုကြတော့ဒါတန်းဆိုတော့ဒီ3ကြိုးဒီတာเนาะတန်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 ပြီးရင်6ဒီ base ကိုတည်ရပေါ့ပြီးရင်အဲ့မှာလက်ကဒီ6ကြိုးယူဖိမထားနိုင်ဘူးဆိုရင်လွတ်လိုက်ရရတယ်
ရမယ်နော်အဲ့တော့အဲ့မှာနောက်တစ်ခုပြန်ဆက်မှာဆိုတော့တန်းအဲ့လိုဝင်လိုက်တာပေါ့3နှစ်ဒါပဲရောအဲ့လိုဒီပါရရတယ်เนาะဒါပါတော့စဆိုပေါ့အဲ့လိုပေါ့โอเคအဲ့တော့ကျေးဇူးပါကျေးဇူးများတင်ပါတယ်